မငွေတာမင်္ဂလာပါရှင်ဒီဇိုင်းအစမ်းလေးကိုချင်တယ်ဆိုတော့ကိုယ့်ရဲ့ချစ်ရတဲ့ customer အတွက်ကိုအခုမိစစ်စွန်ရက်ခါပေါ်မှာပို့ပြထားတဲ့ဒီဇိုင်းစမ်းလေးကိုချုပ်ထုတ်ထားပေးပါတယ်ရှင်တူလေးကကျတော့အထက်ဘက်မှာအုံခွက်အပီးပါတာဖြစ်တဲ့အတွက်ကြောင့်မို့လုံးဝမှဘော်လီဝတ်စရာမလိုပါဘူးရှင်အပေါ်ပိုင်းမှာခါပေါ်မှာဆိုလို့ရှိရင်မိစစ်စွန်တို့ကဟင်းသာစာလေးကို dragon နဲ့ဒီဇိုင်းလေးကိုထွင်ထားပေးပါတယ်ပြီးလို့ရှိရင်ပလဲသီးလေးကိုထိုးထားပေးတယ်ပေါ့နော်ပခုံးပေါ်မှာဆိုလို့ရှိရင်လည်းပလဲသီးလေးကိုထိုးထားပေးပါတယ်ထမိန်ကကျတော့ကွင်းသားချစ်ထမိန်ပါရှင်ဘယ်ဖုံးလဲရတယ်ညာဖုံးလဲရပါတယ်ရှင်အယောင်လိုင်းတွေဆိုလို့ရှိရင်အခုမိစစ်စွန်ဗီဒီယိုမှာဝပြထားတဲ့အယောင်လိုင်းလေးတွေရပါမယ်ကျတော့ဗီဒီယိုထဲမှာတင်ပြထားတဲ့အတိုင်းပါပဲရှင်ထိုင်းနိုင်ငံတစ်မျိုးကိုပဲမိစစ်စွန်ကအယောင်ငွေချေကိုပို့ပေးပါတယ်တခြားနိုင်ငံတွေဆိုလို့ရှိရင်တော့ကြိုလွှဲပေးရပါမယ်ရှင်အခုလိုဒီလိုဒီဇိုင်းလှလေးတွေကိုဝင်ရောက်ဆက်သွယ်မှယူချင်တယ်ဆိုလို့ရှိရင်အခုမိစစ်စောပြထားတဲ့အကောက်ထဲမှာဝင်ရောက်ဆက်သွယ်မှယူနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တိုင်ကွေနာအောင်